သိမကြသေးခင်အချိန်တစ်ခုက အကိုယုံမနာရွာတူရမှာ အသက်18လောက်လူငယ်လေးယောက်ရှိတယ်သူတို့ကတငယ်ချင်းတွေငယ်ငယ်ချင်းတွေပေါ့ဒါပေမဲ့ဇယိုက်ကမတူကြဘူးသူတို့ကတော့မောင်ဦးဖိုးလုံးခင်းအင်းနဲ့ခင်ထွေးတယ်မောင်ဦးကဆွာတယ်သူမှန်တယ်ထင်းထင်းမထင်းထင်းတစိုးထိုးတစောက်ကစွတ်လောက်တာတခုခုဆိုရင်ဖိုးလုံးဖိုးလုံးဆိုတဲ့ကောင်ကကြောက်တာမှသူကလူကြောက်တာပေါ့ကိုရဲကြောက်ညနေနေဝီတရောသစ်ပင်ကြီးတွေဘာကြီးတွေနဲ့ဖက်သွားလို့ရှိရင်မော့လည်းမကြည့်ရဘူးလမ်းတော့ကောင်းကောင်းမချောက်ရဘူးအဲ့လိုကောင်မျိုးခင်အေးနဲ့ခင်ထွေးဆိုတာသူကညီကိုညီကိုကတော့သူကအပျော်သမားဆက်ဆူနိုင်တယ်ဒီခုဆိုရင်မြောက်ပေးမယ်ပြင်ပေးမယ်အဲ့လိုကောင်မျိုးတွေရဲမတူရရင်သူတို့ကချစ်တော့ချစ်တယ်ဗျပေါင်းပြီးရတယ်သူတို့အားလုံးရဲ့မိဘတွေကတော့မရှိမရှားနေရဘူးပြည်ပြည်လည်းတော့ရှိကြတာပဲတနေ့တော့ရွာထိပ်ရဇဲတစ်ခုမှာ၄ယောက်သားထိုင်နေကြရင်လည်းရွာဦးဖုန်းကြောင်းသားတော့ရောက်လာအဲ့ဒီမှာရောက်တဲ့ရာစကားတွေပြောနေကြတာပေါ့နော်ပြောနေကြရင်လည်းဖုန်းကြောင်းသားကောင်ကနာနာဘဝအကြောင်းကိုရောက်လာနာနာဘဝအကြောင်းကိုရောက်လာအဲ့မှာဒီကောင်ကဒီတကယ်ကြီး၄ယောက်6တယ်လှန့်နေတဲ့ပုံစံမျိုးနဲ့မင်းတို့တော့ရွာထိပ်ကညောင်ပင်ကြီးကိုသိတယ်မလားညောင်ပင်ကြီးနားကိုသွားလို့ရှိရင်လာမယ့်ညတွေပါမသွားနဲ့မတက်တာလို့များသွားတယ်ဆိုလို့ရှိရင်အပေါ်မောမကြည့်နဲ့ဘာသာကြားလဲလှဲ့မကြည့်နဲ့သူလူငယ်ထုံးစံတိုင်းပေါ့ကွာ6တာပေါ့အချင်းချင်းအဲ့ဒီမှာဖိုးလုံးကိုကြည့်လိုက်တော့ဖိုးလုံးကတုံနေပြီအဲ့လိုကောင်မျိုးကြောက်နေတာအဲ့ဒီမှာမောင်ဦးကခက်ရဲကောင်ဆိုတော့ဗမာလဲမင်းတို့တည်းငါ့ကိုလာ6ကြည့်ပါလားမင်းတည်းတော့ပါတော့နားမနေဘူးခုတ်ကလည်းဆွဲပြီးတော့အယိုးထိုးပြီးတော့သွားကြထိုးပလိုက်ပဲလို့မင်းရှေ့ရဲရှာယူသူ့ကိုပြန်ပတ်ပြီးတစ်ပင်မှာချိန်ထားလိုက်ပဲလို့အဲ့လိုလေးပြောခင်ထွေးနဲ့ခင်ညီကိုကတော့ရေကျဲနေပါဒီမှာပြုံးစီလှုပ်တယ်အဲ့မှာသူတို့စကားကိုမကြောက်ပဲနဲ့တရေကိုတော့ဘာလုပ်မယ်ညာလုပ်မယ်အပြောခံလိုက်ရတော့ဒီကောင်နေတဲ့တင်းသွားတယ်ဟဲ့အောင်လေးတဲ့လောကမှာတရေဆိုတာတကယ်ရှိရဲကွာနာနာဘာဝလို့ခေါ်တယ်ငါတို့ဆရာတော်ဘုရားကြီးဟောတဲ့တရားတွေမှာတစ်ခါလေးပါတယ်တဲ့ငါကြားဘူးတယ်မင်းတို့တကယ်တတိရှိတာပြောတယ်မင်းတို့တကယ်လောင်းကြီးစားခြင်းနဲ့မစမ်းမလားတဲ့မင်းတကယ်တတိရှိတယ်ဆိုရင်လည်းမင်းငါတရေတကယ်ရှိကြောင်းကလက်တွေ့ပြမယ်ရွာထိပ်ကအပင်ဆိုတော့ထားလိုက်ပါတော့ကွာအဲ့ဒါငါရွှေ့လိုက်တာဒါပေမဲ့ငါတို့ကပ္ပိယကြီးပြောတာတဲ့ဟိုရိုးမတော်ကြီးထဲမှာလည်းမီးလောင်ငုံဆိုတာရှိတယ်မီးလောင်ငုံဆိုရင်မှာတစ်ပင်းတစ်ပင်းကဒီတစ်ချမ်းလောင်လာတဲ့အပင်းတစ်ပင်းအဲ့မှာတရေလိုဘလူးလိုအဆောက်ရှိတယ်မင်းယုံတော့မယုံတော့ငါမသိဘူးမင်းတကယ်တတိရှိရင်အသာသေး9သိန်းတွေကိုအပင်ကိုယူသွားပြီးမချိတ်ရဲလားစမ်းမယ်လောင်းစီစားကြီးဟဲ့အောင်လေအဲ့ပင်ကြီးကတကယ်ကျန်းလာအဲ့လိုပြောတော့မောင်ကနေသားမှာကွာမင်းတရေဆိုတာလူကြီးတွေထွင်ထားတဲ့ကလေးတွေကို6တဲ့စကလုံးတွေကွာငါလိုကောင်လာပြောတော့မင်းရီတာပေါ့လေပြောတယ်မင်းအပင်ပမာလဲငါ့ကိုလိုက်ပြအသားသေး9သိန်းယူသွားရုံမကောက်ဘူးကွာလေအပင်မှာချိတ်ခဲ့မယ်ကွာလေအဲ့ရသွေးနဲ့ပတ်ခဲ့မယ်ကွာလေကြားတယ်ကွာလေငါဒီလိုနဲ့သွားကြရင်လည်းရှေ့ဆုံးကဥဆောင်ပြီးသွားတဲ့ဘုန်းကြီးကျောင်းသား2ယောက်ကတုံဆိုင်ဖြစ်လာတာရှေ့ဆုံးကဥဆောင်သွားခြင်းတော့ဟန်မရှိပဲလူကန်းရဲ့နောက်ကိုတစင်ကြီးလျှော့လျှောက်ခြင်းဖြစ်လာတယ်မတိမတာတုံဆိုင်တဲ့ပုံစံရှိနေတာကြောင့်ဘောင်းကဘာလဲကွာရောက်တော့မှလားမင်းတို့ပုံကြည့်ရတာရောက်ခံနေပုံဖြစ်နေပုံရတယ်ဟုတ်လားငါတို့လည်းသိမှတ်မိဘူးကွာတပ်ပိယာကြီးတို့အဖွဲ့နဲ့တစ်ခေါက်လာရောက်ခဲ့ဘူးလားလမ်းကတော့မမားတန်ကောင်းမဟုတ်ဘူးကွာဟုတ်ပါဘာလဲဟာလှမ်းနေရပြီလို့ပြောတာပါကွာကိုလုံးကပြူးပြထားအောင်အဲ့ဒါဖြည်းဖြည်းပြောလဲရတယ်လေကွာဘာလို့ထအော်ရတာလဲဟာမဟုတ်ပါဘူးကွာလမ်းမမှားဘူးလမ်းမှန်တယ်ဆိုတာသိရလို့ဝမ်းသာသွားလို့ပါဖိုးလုံးရမင်းလည်းအဲ့ဒီလောက်ကြောက်တတ်ရတယ်လို့ဘာလို့လိုက်လာသေးလဲဖိုးလုံးလည်းဘာမှပြန်မပြောပဲပါဇက်ကပွားစီတဲ့ဘာတွေရွတ်နေမှမသိဘူးတရဇက်ရွတ်နေပြန်တော့တယ်ဟေးအားလုံးဟိုးမှတွေ့လားမိတချမ်းလောင်ထားတဲ့တစ်ပင်ပင်စီလေပင်စီအကြီးကနေအပင်ကြီးပြန်ပြီးရှင်သန်ပေါက်နေတာတွေ့လားအဲ့ပင်မဲကွာဘလို့လဲမအောင်ဘူးဆက်လုံးပါလားမင်းပုံစံကြည့်ရတာသိတော့အားမရဘူးကွာဟဲ့အောင်ဆက်မလုပ်เสียလားကွာဒီထီတော့ရောက်လာမှာပဲမင်းတို့သာအားမွေးထားငါလေတော့မှအလုံးလုံးဘူးကွာအေးပါမင်းသာမနဲ့အာယုံတက်တဲ့အထိနေစမ်းပါကဲပေးစမ်းဗမာလဲကွာအမဲသားတွေပါပါတယ်ကွာဒီမှာရော့မင်းအမဲသားတွေသူကပြောဆိုနဲ့ဖက်နဲ့ထုတ်လာတဲ့အမဲသားတွေကိုအပြင်ကိုထုတ်လိုက်တယ်ဆိုရင်ပဲခုနကကြားရတဲ့ရှင်ကဘောအိတ်တန်းတက်တန်းလေးငှက်တွေအိတ်တန်းတက်တဲ့အော်မီဇန်လေးရုပ်ချီးဆိုသလိုတိတ်ဆိတ်သွားတယ်ဒါကိုအားလုံးကသတိထားမိလိုက်ကြတယ်အတန်လေးတိတ်သွားလိုက်တာကွာအေးဟာဘလို့ဖြစ်တာလဲခုနကတစ်ချိန်လုံးအော်နေတဲ့ပေးရတန်ဆိုးစီတန်တွေရောငှက်တန်တွေရောဘယ်ရောက်ကုန်တာလဲအဲ့ဒီမှာဖိုးလုံးကခုတော့ထူးသလိုပဲနော်ဟဲ့အောင်မောင်း
ဒီမှာနေမေးလိုက်ကြရအောင်ကွာငါတို့ဘက်ကပဲရုပ်သိမ်းလိုက်ရင်ကောင်းမယ်ကွာအဲ့ဒီမှာဘုန်းကြီးကျောင်းသား2ယောက်ကလည်းစိုးရိမ်သလိုလိုနဲ့အေးပြန်ကြရင်ကောင်းမယ်ကွာသိအခြေအနေမကောင်းစိုးရိမ်သလိုလိုနဲ့မသိမသာထက်ချောက်တဲ့ဘုန်းကြီးကျောင်းသားအကြံကိုမောင်ဦးကရိမ့်မိပြီဒီထိရောက်လာပြီးမှနှမျောစရာကွာငါတော့ဆက်လုပ်ချင်တယ်အဲ့ဒီမှာဖိုးလုံးကဒီကောင်လေးပြောတာလက်ခံသိတယ်ကွာဒီမှာတစ်ခုခုဖြစ်တော့မှလို့အတန်တွေတိတ်သွားလိုက်တာတိတ်တီးတာတယ်ဘယ်သူမှအကျိုးမရှိတဲ့အလုပ်ငါတို့လုပ်ပြီးကြပြီထင်တယ်ရတန်းရက်လိုက်ကြရအောင်ကွာနော်ရအောင်မောင်းဖိုးလုံးရဘာလို့အကျိုးမရှိရမှာလဲကွာသူတို့နိုင်ရင်ငွေရမယ်ကွာငါနိုင်ရင်အလုပ်သမား2ယောက်ကိုတစ်လအဆက်မပေးပဲအလကားခိုင်းရမယ်ကွာဘလောက်မိန်လဲငါတော့ကျင်တဲ့ဟိစွန်းစွန်းစားစားလောက်ကန်ရတဲ့အလုပ်ငါစိတ်သဘောကျတာဒါနဲ့ခင်အေးကမင်းဘလို့အိတ်မှလဲမောင်ဦးရမင်းဘယ်နှမ်းမှအိတ်မှလဲပြောငွေပါကင်းမှလဲသတိထားအောင်အေးကွာငွေကင်းနေတော့သတိထားရမယ်ငါအိတ်ဖို့ရကတော့လွယ်ပါတယ်ကွာဟိုးမီးလောင်ကုန်းအတက်နာငါပြောပင်ရိုင်းနေတွေ့တယ်မလားအဲ့ငါပြောရွက်တွေခုတ်မယ်ကွာခုတ်ပြီးရသလောက်ခင်းမယ်ငါပြောရွက်တွေပဲခြုံအိတ်မယ်ဒီတညတာဘလောက်ဇင်းရှိလိုက်မလဲမီးတော့မဖိုတော့ပါဘူးကွာတော့ကြမီးလောင်ကုန်းတော်ကြီးငါကြောင့်မီးထက်လောင်နေပါဦးမယ်မင်းတို့တရေကအမေသားစိန်စားမစားတော့ငါမသိဘူးကွာသူတို့မဆိုင်တော့မနဲ့ပြန်ယူလာပြီးတော့ရွာရောက်မှမီးဖုတ်စားပြစ်မယ်ကောက်ညင်းမောင်းလေးနဲ့ဒါတော့မင်းသဘောဒါပေမဲ့ညဘက်တိတ်တိတ်ကလေးရွာပြန်လာတော့မလုပ်ရဘူးနော်အဲ့လိုလုပ်လို့ရှိရင်ငါတို့ပြန်သိရရင်မင်းအရှုံးဟဲ့ကောင်ငါမျက်နှာကိုသိချကြည့်ယောက်ျားကွာမင်းတို့ရဲ့တတိရှိလို့စိန်ခေါ်တာညတဝက်နဲ့ရွာပြန်ပြေးရအောင်ငါကြောက်မဟုတ်ဘူးအချောက်လည်းမဟုတ်ဘူးအဲ့ဒီမှာဖိုးလုံးကငါကြောက်ဆိုတာငါ့ကိုပြောလာလားငါကကြောက်တာမဟုတ်ဘူးကွာစိုးရိမ်တာအရှိကိုကြည့်တာတွေးခေါ်မှုမြင်တာမယူရဲမဆန်တာအရာရာစင်ကျင်တော်တရားရှိတာကွာအနေရဖြစ်စေမဲ့အရာတွေကိုမလုပ်တာအကောင်းဆုံးပဲဖိုးလုံးတယောက်ဝင်ဝင်တော့စကကြီးစကကြီးတွေပြောပါလေရောလှုပ်လာပြီတော်တော့လာငါပြောရတော့ခုတ်ကြမယ်ဖျောင်းနေမင်းတို့ဒီအမဲသားတွေကြည်ပေးထားကွာဒီမှာခဏလေးစောင့်ငါတို့4ယောက်ငါပြောရတွေစောက်ခုတ်လိုက်အောင်မယ်ဟင်းငါတို့လည်းလိုက်ပဲလေကွာဒီအမဲသားတွေနဲ့ဒီပင်းညာဟိုမနေရဲပါဘူးအမှန်တမ်းပြောရင်မင်းကိုမခံကျင်လို့သာမင်းမလောင်းဝမှုထင်လို့စားလိုက်မိတာပါကွာမင်းနေရမှာသာငါတို့သာဆိုခုနကတားတွေကရွာပြန်ပြီးလိုက်ခဲ့မှာအခုတော့လုံကုန်ပြီဟဲ့အောင်မောင်တေချာထပ်စဉ်းစားပါဦးဒီနေရာတစ်ခုဖြစ်ဖို့လုံးဝတေချာတဲ့နေရာကြီးကွာမင်းသာတစ်ခုဖြစ်သွားရင်ငါတို့ပယောကမကင်းဘူးဆိုတာတနေ့လူကြီးတွေသိမှာပဲလူကြီးတွေသိရင်ဆရာတော်ဖျားလည်းသိမှာအဲ့ကြမှာငါတို့ကိုအပြစ်ပေးတဲ့အနေနဲ့ငါတို့တိတ်ကိုမသွားခြင်းတဲ့နေရာကိုဖုန်းကြီးကလွှတ်မှာမပူပါနဲ့ကွာငါတစ်ခုဖြစ်ရင်ဒီကောင်3ကောင်ကိုတေချာမှာခဲ့ပါမယ်ငါကိုယ်တိုင်လိုချင်းချင်းလာအိတ်တာပါလို့မင်းတို့မြောက်ပေးလို့အိတ်ရတာလုံးဝမဟုတ်ပါဘူးဆိုတဲ့အကြောင်းပေါ့အေးမင်းတို့သာငါလေတော့မှာကြိုးစားနဲ့အလုပ်လုပ်ဖို့သာပြင်ထားကြပြီတော့ဟေ့ထမင်းတော့ကျွေးမှာပါကွာမောင်ဦးတယောက်မကြောက်ပေမဲ့လို့မတိစိတ်ကဆွေရဲ့မိစားပြူလာတာကိုဖုံးဖိရင်ဟားတဲ့ရေမောပြလိုက်တယ်အေးတားမရတော့လဲမင်းသဘောပဲကွာငါတို့မင်းလေတော့မှာအလုပ်လုပ်ရမှာဘာဆန်းလဲကွာဒီတိုင်းလဲဘုန်းကြီးเจ้าမှာရေခက်ထင်းခွဲတစ်တိုက်ဝါတိုက်အကုန်လုံးနေရတာပဲငါတို့အတွက်တော့ထူးပြီးမပင်မမောက်ဘူးကွာငါတို့နိုင်ရင်သာဟေးအဲ့အတွက်တော့မပူနဲ့ငါတစ်ခုဖြစ်ရင်တော့လောင်းကြီးမရှုံးစေရဘူးပတ်စံပေးဖို့ဒီကောင်3ကောင်ကိုငါမှားခဲ့တယ်ငါမိပါလိရှိရတစ်ဖက်လက်နဲ့တောင်းဝိမယ်မပူနဲ့အဲ့ဒီမှာဖိုးလုံးကဟေ့အောင်ဘာလို့ရှောက်ပြောနေတာလဲဘူးချိုမင်းကဘာဖြစ်မှာမို့လို့ငါတို့ကငွေတောင်းပေးရမှာလဲကွာမိပါလိရှိမှာတကယ်လို့အခြေအနေမဟန်တော့ဘူးဆိုရင်ရွာဥသာအပြေးပြန်လာခဲ့လေကွာဘာဖြစ်စရာအကြောင်းရှိမလဲမင်းကိုယ်တိုင်ငွေပေးလိုက်ပေါ့ကွာမဟုတ်ဘူးလားဘာတိတ်ခါကြစရာမှမရှိပါဘူးကွာဒါလူသားတိုင်းနှစ်ဖူးတွေ့ဒူးတွေ့ဖြစ်လာရင်မကြောက်ဘယ်သူရှိမလဲလူပဲကွာကြောက်တာအဆန်းလားအိုးမင်းတို့တော်တော်ရှာချေကြတယ်ကွာလာငါပြောရတော့ခုတ်မှသာခုတ်ကြမယ်မင်းတို့နှစ်ကောင်ဒီမှာစောင့်မနေရဘူးဆိုရင်ငါတို့နဲ့လိုက်ခဲ့ငါပြောရလိုက်တယ်ဒီသားတွေကိုဒီမှာပဲတွင်းတူးပြီးမြုပ်ထားခဲ့ဖက်လေးတွေတော့ပြန်ထုတ်ထားလိုက်ကွာတဲတွေပြေကုန်မှဆိုလို့မင်းတို့တရေတော့ကြနေပါဇက်ရှာနေအောင်မယ်ဒီချက်ကမောင်ဦးရဲ့လက်တစ်ပြက်အကျန်ဒီမှာတရေတကယ်ရှိရင်ဒီသားကိုလူမရှိတော့လာစားမှာပဲဖက်ခုတ်ပြီးလို့ပြန်လာတဲ့အခါခြေရလဲရမပြတ်ရင်တော့အေးဆေးဖြစ်ပြီးအကယ်၍ခြေရလဲရပြတ်ပြီးအသားတွေစားခံထားရရင်တော့တစ်ပင်မှာချိတ်စရာအသားမရှိတော့လို့ဒီပွဲကပြတ်ပြီးရွာပြန်ကြရုံပဲဒီလိုတွေးတယ်ခင်ထွေးခင်ကြီးကိုကျင်းတူးနေတာကိုမြန်ပြီးဖို့အကြောင်းပြချက်နဲ့ဟေးတိန်လေးတူးကွာတော်ပြီအဲ့လောက်ပဲတူးမြေကြီးနည်းနည်းပဲဖို့ငါတို့ကခုပဲပြန်လာမှလေတိတ်မလို့ပါဘူးကွာ
ဒီလိုနဲ့6ယောက်သားသူ့ရက်ငါအလင်းစလို့သပင်ဦးနာကကတ်တွတ်ခြေလန်းနေတဲ့မပြောတော့ရှိအောင်ရှောက်သွားကြတယ်ဒီအချိန်မှာဘသူမှသတိမထားမိလိုက်ပြီမဲ့မောင်တယောက်ကတော့သတိထားမိလိုက်တယ်အမဲသားစိမ့်တွေမြေကြီးရဲ့မြုပ်တဲ့ချိန်မှာပဲမလမကန်တော့အုပ်ထဲကညငှက်တစ်ကောင်ထားအော်တဲ့နဲ့အတူညရဲ့တတော်ဟာတတော်တန်နေနဲ့ပြန်ပြီးအသက်ဝင်လာခဲ့တယ်မောင်ဟေးမောင်မပြောရဘယ်လိုရခုံးလဲဟေးအေးထူထူခင်းဖို့နဲ့ထူထူချုပ်ဖို့များများတော့လုံမယ်ထင်တယ်ကွာအေးနိုင်တယ်တော့ခုတ်တာပေါ့ကွာဒီလုံးနဲ့မပြောရက်တွေခုတ်ပြီးလို့သစ်ပင်ဦးကြီးရှိရာကိုပြန်လာခဲ့ကြတယ်ဆိုတော့မောင်ကတော့ရှေ့ဆုံးကသူသိကျင်နေပြီလေမဲသားစိမ့်တွေမြုပ်ထားတာခြေရလက်ရပြက်မပြက်ကျန်တဲ့လူတွေကတော့အမှုမဲ့အမှတ်မဲ့ဒီလိုနဲ့အပင်ကြီးအနီးနားပြန်ရောက်တော့ဟာမောင်တယောက်မထိန်နိုင်ပဲမထင်ထားတဲ့မြင်ကွင်းအတွက်အာမေဒိတ်သာအကျဉ်းထွက်သွားခဲ့တယ်ကျန်တဲ့လူတွေလည်းရုတ်တရက်မှုလန့်သွားပြီးအသားသိမ်းမြုပ်ရမြေပုံကိုဝိုင်းပြီးကြည့်လိုက်မိတယ်ဟာဖျားသွားပြီငါတို့အသားတွေတော့ကုန်ပြီထင်တယ်ဟာနာနာဘာဝတွေတကယ်ရှိတယ်ကွာလာဖော်စားသွားကြပြီအဲ့ဒီမှာဖိုးလုံးတစ်ကောင်ကဟဲ့ဟောင်းလေပြေးမလားသူတယောက်တည်းချွန်ထွက်ပြီးတော့လည်းမပြေးရဲဒီနားလဲဆက်ပြီးမနေဝန်းတုံရီနဲ့အော်ရှာတယ်လေဘင်းကလည်းပရီးတကိုင်နဲ့အဲ့ဒီမှာခင်းထွေးရဟေးနေဟုတ်ကွာဒါတော့ခွေးအနှမ်းရလို့ရက်ထုတ်တာမဖြစ်နိုင်ဘူးလားအဲ့ဒီမှာမောင်ဦးကလမ်းနဲ့စိတ်ကိုသတိနဲ့ထိန်းလိုက်ပြီးတော့ခွေးလည်းဖြစ်နိုင်တယ်လာအနီးကသွားကြည့်အောင်ပြောဆူလက်ထဲကငါပြောရွက်တွေကိုဘေးကိုပစ်ချကြတယ်မောင်ဦးကဥဆောင်ကအိမ်တွေထိန်းပြီးတော့တလန့်ချင်းတိုးသွားတယ်လက်ထဲတော့ဓာတ်တွေပါပါစီတော့သတိတော်ကြတောကောင်ဆိုရင်အသင့်ဖြစ်အောင်လို့ဒီတစ်ခါတော့ဖုန်းကြောင်းသားတစ်ယောက်လဲဖုန်းလုံးအနားမှာမျက်နှာငယ်နဲ့တလန့်ချင်းလှမ်းလို့ဟိုက်အသားတွေစားမသွားဘူးကတူးသွားတာငါတို့ပြန်လာတာစောသွားလို့ဖြစ်လိုက်မယ်တောကောင်တကောင်ဖြစ်လိုက်မယ်ဆိုပြီးခင်ထွေးကဝင်သုံးသက်တယ်မောင်ဦးကတော့မသိမသာပြင်းပက်လဲသားကောင်ချေရအောင်ရှာကြည့်တယ်အကဲခတ်တယ်စိုးရင်စိတ်အနှဲငယ်မြင့်တက်လာတယ်ဘာချီရမှမတွေ့ဘူးချင်းနဲ့ကအသားတွေနှိုက်ထုတ်သွားတာကလည်းအမှန်ကျန်သူတွေကတော့ချေရကိုရှာဖို့သတိမထားမိကြဘူးအဲ့ဒါမှမောင်စိတ်ထဲကဖြစ်ပါတယ်လေငါယောက်ျားပဲဘာကြောက်စရာရှိလဲလူမင်းဖုန်ကြီးနာမည်မရှင်တာတဲ့ကွာဒီပွဲနောက်ဆုံးလို့မဖြစ်ဘူးငါရှုံးလို့မဖြစ်ဘူးဒါလူမရှိလို့လာတူးရဲတာဒီလိုလုံမရှိလို့လာတူးရဆိုကြတဲ့ကဒီကောင်လူကြောက်ပုံရတယ်ဟန်ကြတာပဲငါရှိနေတော့ဒီကောင်မလာရဲတော့ဘူးမောင်ဦးကွာမောင်ဦးတော့ဦးပဲရှိတယ်စိတ်ထဲရည်ရွတ်လေအသားတွေသာပါမသွားတယ်တွင်းနေရောတွင်းမြင်ရောပွားပလဲလို့သဲတွေလည်းပေကုန်ပြီပြန်ကောက်ကဲမောင်ဦးဘလို့လဲရွာပြန်ကြမလားမင်းကိုအရှုံးပေးခိုင်းတာမဟုတ်ဘူးနော်ပွဲဖြတ်ပြီးတော့ပြန်ကြမှာအေးပြန်လာပေါ့ကွာမနေ့ကျတော့ပြန်ခဲ့မယ်မင်းတို့သာရွာပြန်ကြငါအတွက်စိတ်ချဟာဒီတမရီစိတ်တယ်ပဲဟိဒီကောင်ကလည်းကြော်ကြသေးရမလားပဲတောကောင်စားဖြစ်နေမစိုးလို့ဟိပြောမရလဲနေကွာညလည်းနဲ့နေပြီလလည်းထိန်သာလို့ငါတို့ပြန်တော့မယ်ဟဲ့အောင်နေမင်းတို့ရောဒီမှာအိပ်မလို့လား၄ယောက်လုံးအိပ်မယ်ဆိုရင်တော့လောင်းကြီးပြောင်းမယ်နော်အဲ့လိုတော့ဘယ်ဖြစ်မလဲကွာကဲပြန်ကြတော့ငါအသားတွေပြန်တီးရအောင်မယ်အပင်လည်းချက်ရအောင်မယ်မနဲ့တွေ့ကြပဲကွာဖိုးလုံးခင်ထွေးမနဲ့ကြရင်ကောင်းကြီးမောင်းယူလာခဲ့ဇရက်မှာစုံမယ်အာယုံတဲ့အလင်းအောင်တန်းရင်ငါပြန်လာခဲ့မယ်အခုတော့လစ်မောင်ဦးကတော့ဘာကိုမှဂီယူမဆိုင်ဟန်နဲ့မထန်ပြောလိုက်တယ်အေးဒါဆိုလဲငါတို့ပြန်ကြမယ်သတိဝိရိယနဲ့တော့နေပေါ့ကွာငါတို့စိတ်ချမယ်နော်သွားပြီတကယ်ကြီးပြောရင်နဲ့တလန်းချင်းထွက်ခွာသွားတဲ့ဖုံကြီးចောင်းသားတွေနဲ့သူ့တကယ်ချင်း၃ယောက်ကြောပြင်ကိုကြည့်ရင်အမျိုးမကြီးမသိဟာတာတမျိုးကြီးခံစားလိုက်ရတယ်တစ်ဆက်တည်းမှာပဲထွေရလေးပါသိပ်တွေးမနေတော့ပဲအသားစိမ်းများကိုလျှော်ကျိုးနေနဲ့ပြန်ပြီးချိတ်ဖို့အတွက်အပင်အိုကြီးနားကိုသွားတပြေးပြေးကတ်သွားလိုက်တယ်သူ့အဖော်တွေတိတ်အဝေးကိုမရောက်ခင်အသားစိမ်းတွေချိတ်ပြီးမှဖြစ်မယ်တတိကိုတင်းထားပြီးမဲ့လို့စိတ်ထဲတော့ထင်နေတာအမှန်ကိုလိန်လို့မရဇုတ်ကိုလိန်နေမိတယ်ငါမကြောက်ဘူးကွာအပင်အိုကြီးပင်စီနားလဲရောက်ရောသူ့တငယ်ချင်းတွေကိုမြင်အောင်မလားလို့ပြန်လှည့်ကြည့်တယ်တော်ဝေးကိုရောက်သွားကြပြီဒါလောက်လာမင်းကထိန်သားနေတဲ့လာရောက်အောင်မှတော့မမြင်ရတော့ဘူးခြေလောင်နဲ့စကားပြောစံနေတဲလေးရလဲမကြားရတော့ဘူးအိုးဘာဖြစ်ကွာဒါငါရွေးချယ်တဲ့လမ်းပဲ
လုံးเสียရှိတာလုံးအိတ်เสียရှိတာအိတ်ကဲရော့ချိတ်เสียရှိတာချိတ်မင်းတို့လည်းစားเสียရှိတာစားမစားရင်လည်းနေပင်စီကြီးကထိုးထွက်နေတဲ့အကိုင်းပေါ်အမဲသားတွေကိုချိတ်ရဲစစ်တီမီလေးလေးချွန်းငပြောပြတဲ့ခုနကပြစ်ချထားတဲ့နေရာကိုသွားနိုင်တဲ့လောက်ကိုဆွဲအပင်ကြီးရှိအနေငယ်ကွက်လက်ရှိရမြေပေါ်မှာထူထူလေးဖြန့်ခင်းဓာတ်ရှိကိုလက်ကမလှုပ်တန်းကိုင်းငပြောပြပုံကြီးပေါ်မှာငုတ်တုတ်ထိုင်ပြီးအပင်ကြီးကိုငေးပြီးကြည့်နေတယ်တော်တော်ကြာကြာထိုင်ကြည့်နေမိခြင်းကြောင့်ခါညောင်းသလိုလိုအိတ်ချင်သလိုလိုရှိတာနဲ့တစ်ချက်မိကနေဖြစ်သွားတယ်ငါအိတ်လိုက်ရင်ကောင်းမလားဒါမှမဟုတ်ထိုင်နေအန်ရကင်းမလားခွေမရတော့တော့ကြာငါအိတ်လိုက်တော့မှအစုံတစ်ခုကငါ့ကိုအန်ရပြုတ်မှဖြင့်ဒုက္ခမိဘုံကလည်းမဖို့ရဲဖို့လည်းမတွေးမိတော့မိချစ်ကလည်းပါမလားလာပညာလင်းသမှုဓမီကလည်းကြံခဲ့လက်ထဲအားရှိစရာဆိုလို့ဓာတ်ရှိတစ်ချောင်းရဲ့နိုင်တစ်လုံးရဲ့ဒါပဲပါတယ်တခုခုဆိုအဖော်ပေါင်းကလည်းမရှိဟိုးငါဘာလို့စိတ်ငယ်စိတ်တွေတွေးမိနေတာလဲငါကြောက်နေပြီလားဟိုကောင်ပြောသလိုလူဆိုတာကြောက်စိတ်ရှိတတ်စမြဲပဲတဲ့အဲ့ဒါဟုတ်နေလားတော်ပြီကွာဘာပဲဖြစ်ဖြစ်အခုလိုတောင်းတောင်းအီအီတွေထိုင်တွေးနေမယ်စားအိတ်လိုက်တာပဲပိုကောင်းတယ်အိတ်ပြီကွာသူဒီလိုတွေးရင်ငပြောရွက်အထက်လိုက်ကြီးချတယ်တိုးဝင်ကအိတ်လိုက်တော့တယ်ဘလောက်ကြာကြာအိတ်ကြော်သွားတယ်မသိလိုက်ပဲတော်ခွေတအုပ်အဒီကထဦးလိုက်တဲ့အတန်ကြောင့်ရုတ်တရက်လန့်လို့သွားတယ်လာရောက်နေနိုင်လို့ကြည့်လိုက်တော့ညက10နာရီခွဲငါခုနကစားအိတ်တော့10နာရီနဲ့မိနစ်20ပါဒါဆို10မိနစ်ပဲရှိသေးတာပေါ့ဟာဒီညအချိန်ကုန်တော့နှေးလိုက်တာကွာခါလိုက်ငါအိတ်လိုက်ရင်ဘာတမ်းမှမကြပဲမနဲ့မှလို့တာအခုဘလို့ဖြစ်တာလဲအဲ့ဒါနဲ့အပင်ကြီးစီကအမဲသားလေးကိုလှမ်းကြည့်လိုက်တော့ရှိသေးသားပဲတောခွေးတွေတော့မမီတော့ဘူးမမီအောင်လဲချိန်ထားလိုက်တာဟုတ်ဒီခါဘာတမ်းကြာကြာလှမ်းမကြည့်တော့ဘူးပြန်အိပ်ပြီကွာဒီလိုနဲ့အချိန်တော်တော်ကြာစူးစမ်းပြီးအိတ်နေရင်ကဘလို့မှအိတ်လို့မရအိတ်လို့မပြောဘေးဘဝင်ချင်းအားအတန်လေးတစ်ချွတ်ချွတ်တစ်ချက်ချက်နဲ့တလိษံခြေစံလားလူခြေစံလားဒါမှမဟုတ်ဟိုဥစားများလားတော်တော်ကြာကြိတ်ပိတ်လေးလိုက်ပြီးမှဇောကြီးတွေကပြန်လာတယ်နာမည်ကြီးမိလောင်ကုန်းတော်ကြီးတစ်ခုလုံးမှာလူသားဆိုလို့ငါတယောက်တည်းစိုးပါတယ်ဆိုတဲ့အပင်ရှိမှအိတ်လျက်အသားစိမ့်တွေကလည်းထိတ်ထားသည်ငါဘာလုပ်နေတာလဲဖိုးလုံးပြောသလိုအဓိပ္ပာယ်မရှိရည်လုံနေမိပြီလားနောက်ဆိုလို့ကလည်းမရတော့မောင်ဦးတယောက်တော်တော်ကိုကျင်းတဲ့ချက်တဲ့စိတ်အခြေအနေနဲ့ရင်ဆိုင်နေရတယ်ရွတ်စရာဖျားစာဆိုလို့တက်တလောက်မှတ်လောက်ရုပ်ပို့တော်မှမမီခွာကြပြီကောအဲ့လိုတွေးရင်အပင်ကြီးရှိရနေပုတ်တိုက်ပြီးရှော့စတဲ့အတန်ကြီးတစ်ခုကြားလိုက်ရတယ်မကြည့်မိအောင်ကြောခိုင်းထားရကနေဘလို့မှစိတ်မထိန်နိုင်တော့ပဲစက်ခနဲ့ခေါင်းထောင်ပြီးလှည့်ကြည့်လိုက်မိတယ်မြင်လိုက်တဲ့မြင်ကွင်းကသွေးကြောတဲ့ထိစိတ်သွားအောင်ချက်သိမ်းမွေးညင်းနေပါထောင်ထားလာသလိုခံစားလိုက်ရတယ်ဘဝမှာလေဒီလိုခံစားချက်ကြီးမျိုးရှိနေမှအခုမှသိလိုက်ရတာဟာလူတယောက်ငါ့ကိုကြိုးပြီးမြောင်မင်းကြီးကိုလက်ထောက်လို့ရက်နေပါလားဒါလူတယောက်ပဲလားဒါလူပဲတော်တော်ထွားတယ်အမေသားတွေရှိရမျက်နှာမူထားတော့ဘလို့ရုပ်ဆောင်မမြင်အောင်ဧကနာဒါခုနှကောင်လက်ချက်လားငါ့ကို၆ဖို့ကြိုတင်ကြံစီခဲ့တာများလားမဖြစ်နိုင်ဘူးရွာမှာဒီလောက်ထွားတဲ့လူမရှိဘူးစပင်းကလည်းအရှိကြီးမတတ်မရနဲ့အမလေးကြောက်ရလေးပေါ်မှာဒါလူမဟုတ်ဘူးလူမဟုတ်နောက်နေတာလည်းမဖြစ်နိုင်ဘူးမဟုတ်ဘူးငါဘာလုပ်အောင်လဲငါမကြောက်ဘူးလေငါမဟုတ်ဘူးကွာငါမကြောက်ဘူးလေကွာငါဘယ်တော့မှမကြောက်ခဲ့ဘူးတောက်ထားစမ်းငါယောက်ျားတစ်ယောက်ပဲအောင်တယောက်သူ့ဘဝမှာတစ်ခါမှဒါမျိုးတွေကိုယုံကြည်စရာလို့မတွေးခဲ့ဘူးငါတနေ့ကြုံရနိုင်တယ်လို့လဲစိုးစိမြတ်မထင်ခဲ့တစ်ခါမှမခံစားဘူးတဲ့စက်သိမ်းမွင်းချင်းထခြင်းကြော်တဲ့အလွန်ချမ်းစိတ်မှုအသားတွေတစ်ဆက်ဆက်တုန်ခါနေမှုခေါင်းကစပင်းတွေအကုန်လုံးမိုးပေါ်ကိုထောက်နေသလိုခံစားမှုဒါတွေတစ်ပြိုင်နက်ခံစားနေရကြုံမှမကဘူးငါထပြေးလိုက်ရင်လွတ်နိုင်မှာမလားငါ့ကိုဘာလုပ်တော့မှလဲငါဘာတွေဖြစ်သွားနိုင်လဲကိုစိတ်ပြတ်အားငယ်ဝေခွဲမရဖြစ်လျက်ရင်ဘတ်ထဲကနှလုံးသားအပြင်ကိုရုတ်တရက်ခုန်ထက်မတက်ဒိန်ဒိန်လှုပ်ခါရမ်းနေတယ်သူ့ကိုစောက်တရမရဖြစ်စီတယ်ဒီတုံလုံးကြောက်ရွံ့မှုစိတ်ကတခဏအတွင်းမှာရှေ့ဝေးကြာမြန်းစွာခံစားနေရတော့လဲတကယ်တော့အချိန်ဟာလျှက်တစ်ပြက်တစ်ခုသာဖြစ်တယ်မောင်ဦးတယောက်ထလဲမထရဲလှုပ်လဲမလှုပ်ရဲကြက်တီတီကဖြစ်နေစဉ်
နောက်ပြန်လှည့်တွဲလောင်းကျနေတဲ့ကြောက်ကြီးကိုယ်ပဲလှည့်ကတီးရွေ့၍လက်တကန်းကြီးကက်လာတော့မှအခုချိန်မှာထပ်မပြေးကျင်းစီပေါက်ဒီနာနာဘာဝလက်ထဲကျရောက်တော့မှကိုလက်တစ်ပြက်အသိစိတ်ဝင်လာတဲ့တပြိုင်နက်အန်ကိုတင်းတင်းကြိတ်မပြောရဲ့ပုံလေးကဒီရွဆွဲပြီးတော့ရုံးကန်ရှော့ထွက်နေစဉ်မမျော်လင့်မယ်မပြောရဲ့ပုံမြေကြီးပေါ်ကပတိတကုန်းကိုလက်ကဆမ်းမိတယ်ဟာဒါဖလုံးပတိပဲစိတ်ထဲရေရွမိကသတိဝင်လာပြီးအာကိုကြီးစွာဖြင့်ကြပြားကြရာဆွဲလိုက်တော့မှတင်ကုန်းနဲ့ညှိပြီးပြတ်ထွက်သွားတော့တယ်ဒါကပြာရမနေပဲလက်ထဲပါလာတဲ့ပတိလုံးတွေကိုနောက်ကနာနာဘာဝရှိကိုအာကုန်လွှဲပေါက်လိုက်တော့တယ်ငါချင်းအော်ဇာကြီးနဲ့အတူအနှဲငယ်တွန်းဆုတ်သွားတဲ့လေထဲကခြေအစုံကိုမြင်ရတော့မှနာနာဘာဝမျက်နှာရှိရာအပေါ်ဘက်ကိုမောကြည့်မိတော့တယ်အာလာလာမျက်နှာပိုင်းကိုမြင်လိုက်ရတယ်ဆိုရင်ပဲတွားရှော့တိုက်ခါစုပ်လက်ဆအလျင်ကနေရုတ်တရက်ခုန်ထွက်မိရင်ဘာကူမှတွေးဝေမနေတော့ပဲဓာကြီးနဲ့ဝေးရကိုစွပ်ပြေးထွက်သွားလိုက်တော့တယ်ကြောက်နဲ့အားကုန်ပြေးနေရပြီပဲလို့အဝေးကိုအလျင်မြန်မရောက်နိုင်ပဲစိုးရိမ်စိမ်နဲ့လှည့်ကြည့်မိစဉ်တကယ်တမ်းလူရကိုဝေးကြံခဲ့တာမဟုတ်ပဲမလှမ်းမကန်းလေထဲမှာထက်ချက်လိုက်လာတာတွေ့လိုက်ရတော့တယ်တွေ့လင်တွေ့ချင်းအရှိန်ကိုအားကုန်တင်ကအသက်လူပြေးနေတော့တယ်ဘလောက်ပဲဝေးပြေးစိတ်လုံးညုံမှုကဖြစ်မလားလှည့်ကြည့်နေပေါ့ဘယ်ရလို့ဘယ်ပေါက်ဖမ်းလဲမသိဒီကောင်ကြီးနဲ့ဝေးသွားဖို့ပဲအဓိကဒီလိုနဲ့တော်တော်ကြာအားကုန်ပြေးသွားလိုက်ရင်အချက်လှည့်ကြည့်လိုက်ရင်ထပ်ပြသာမြင်နေရတော့တယ်လူငယ်ဆိုတော့လဲမောဟိုက်ဆပြူလာပြီဒီတစ်ခါတောနဲ့ကြီးရဲ့အတဲ့မပြေးပဲကွေ့ကခြုံနယ်တွေနဲ့အကာအကွယ်ယူပြေးတော့မှတော်ခါကြမယ်ဒီလိုမပြေးလို့လည်းမရတော့ဘူးအတော်မောပန်းနေပြီနားလို့လည်းမဖြစ်ဘူးအခုလိုဒီကောင်ကြီးကတော်ဝေးမှကြံခဲ့တာကအတက်စရာဆက်ပြေးထားကောင်မင်းနောင်ထားရပြီလားနောက်ဆောင်အောင်မလားကောဟင်သိရင်မတွေးတော်ကိုစင်ရင်တုံနေရမဲခဲ့တဲ့ငါဒီလိုမျိုးနောင်ဘယ်တော့မှမလုပ်တော့ဘူးနောင်တာနောက်မှရမယ်ဆိုတော့အဖိုးပြောတဲ့စကားနားထဲကြားရောက်လာခဲ့တယ်ကိုကောင်လေးမျက်နှာကိုဘယ်လိုပြရပါမလဲလောင်းကြီးလဲရှုံးဒါကိစ္စမရှိဘူးရှက်တာမောလဲမောပြေးလဲပြေးတွေးလဲတွေးဘောဟချင်းရှက်ရွတ်ချင်းနောင်တာတို့တပွေးတစ်ပိုက်နဲ့ပေါ့ထက်လှည့်ကြည့်လိုက်တော့မတွေ့ရတော့ဘူးဘေဘီကိုဝေးကိုရှာကြည့်မိတယ်ဟုတ်တယ်သိကြတယ်ဒီကောင်ကြီးကြံခဲ့ပြီဒါပေမဲ့စိတ်တော့မချရသေးထက်ဝေးသွားအောင်ပြေးနေရအောင်ပါပဲပြေးရင်အချိန်ကတော်လျော့လာခဲ့ပြီမလျော့ခံနိုင်မလားမိနစ်30လောက်မနာနဲ့အားဆုံးပြေးခဲ့ရပြီပဲအခုလည်းမရက်သေးအချိန်လျော့တာပဲရှိတယ်မပြေးရုံတည်းခက်သွက်ရှောက်လှမ်းလို့အိုးဖိုးလုံးကိုကျေးဇူးတင်လိုက်တာကွာသူ့ပတိသာမကဲရင်ငါဒီညအသက်ရှင်ဖို့မလွယ်ဘူးဒီကောင်ပတိကိုတမင်ထားခဲ့တာဖြစ်မယ်အဲ့ပတိကငါအသက်ကိုကယ်လိုက်တာပဲတနည်းအားဖြင့်ဖိုးလုံးငါအသက်ကိုကယ်တာပေါ့ကျေးဇူးပါဖိုးလုံးရမောင်ဦးတယောက်တွင်ပြေးလျှောက်လာလိုက်တာအချိန်တော်ကြာသွားခဲ့ပြီတကူလုံးလည်းချွေးရွှေလို့ပေါ့အရေပြားတွေမှာလည်းစူးရိနဲ့ချစ်မိလို့သွေးချင်းရဲနေပြီမျက်ရည်တွေကလည်းတွင်စီးကြအမားတစ်ခုကိုကျူးလွန်ထားတဲ့တရားခံတယောက်လိုတိတ်ငယ်လာရောက်မှလည်းအတော်လေးလင်းထင်ဖြစ်နေလို့တော်သေးတာပေါ့ပြေးဖို့လွှာဖို့မြင်ရတာနှုတ်မို့ဆိုဟိုခြုံကြီးဒီခြုံကြီးနဲ့ဟိုဟာကြီးလက်ထဲကွိကနေမိမှာမိများမိရင်ငါ့ကိုဘာလို့မှလဲရုပ်ရှင်တွေရလို့ကုတ်ချိုးမှာလားလေဘေးကိုကြိုက်ပြီးသွေးဆုပ်မှာလားဒါမှမဟုတ်ငါးဘိုက်ကိုဖောက်ပြီးတော့ဥကလီစာတွေကိုထုတ်စားမှာလားသူဘာလို့မှလဲငါသိကျင်လိုက်တာဒီဘက်ခင်မှာဒါတွေရှိသေးတာအံ့ဩစရာပဲအခုတော့ဘာပဲဖြစ်ဖြစ်ငါသူ့လက်ကလွတ်ပြီဟုတ်တယ်လွတ်လောက်တယ်ဒီကောင်ကြီးမျက်ခြေပြတ်သွားတာတော်တော်ကြာခဲ့ပြီသူ့ဘုံဘိတ်ကအပင်ကြီးကနေဝေးခွာပြီးတော့လိုက်ဟန်မတူဘူးဒင်းတကယ်လိုက်ရင်ငါ့ကိုမိတာပေါ့ငါကခြေနဲ့ပြေးတာသူကလေထဲကနေလိုက်တာဒါ6ရုံတက်ပဲဒါမှမဟုတ်တကယ်မမိတာပဲလားငါကလည်းအတကုံပြေးခဲ့တာဒီလိုနဲ့မောင်ဦးတယောက်တက်တော်ကြီးရဲ့လမ်းပြောက်တော့ကနဲ့တဲ့နဲ့လာသူ့ရကဘယ်ဘက်မှာရှိမှမခက်မှန်းနိုင်ငါဘလို့ပြန်ရပါတော့ကြမျက်စိလဲပြီးဟိုပင်ရှိပြန်ရောက်သွားမှဖြစ်ဒုက္ခဒီတစ်ခါတော့သိပြီပဲနောက်တစ်ခါအဲ့နာကတ်ရင်ဘယ်လိုပဲလောက်တော့ငါလည်းရက်ရင်နဲ့တွေးနေပြီပြန်ပြီထက်သွားမှထက်တာကဘယ်ဘက်ကိုသွားရမှန်းမသိတာဟုတ်ပြီငါစပြေးတော့လာကငါနောက်လာရဲ့ဆန့်ကျင်ဘက်ကိုပြေးလာတာလာရှိတဲ့အရက်ကဟိုပင်ရှိတာအရက်ရွာထွက်လာတော့လာကအရှိဘက်ဆိုပေမဲ့ခက်ဆောင်ဒီတော့လက်ကိုကြော့ပြီးညာခက်ဆောင်သွားလိုက်ရင်ရွာဘက်ဖြစ်နိုင်တယ်ဟုတ်ပြီဒါဖြစ်နိုင်တယ်အဲ့တိုင်းပြန်လာပဲကောင်းတယ်ဒီလိုနဲ့မောင်ဦးဟာသူ့စိတ်ကူးညှော်မှန်းရရွာဘက်ဟုထင်ရဘက်ကိုမနှင်းအမြန်လေးခက်သွက်ပြေးသွားလေတော့တယ်တော်တော်ကြာသွားမိလိုက်တယ်ဆိုရင်ပဲမတိမတာရင်းနှီးကြောင်းဝင်ခဲ့သလိုရှိတဲ့တောအနေထားကိုရှောက်လာမိတဲ့ကဲသို့ခံစားလာရတာကြောင့်ဘေဘီဝဲရသတိကြီးစွာနဲ့အကဲခတ်လိုက်တော့လေမတိစိတ်ကစိုးရင်ကြကြီးကြောင့်ဒီလိုထင်မြင်တာပါသူ့စိတ်သူသုံးသက်ကဆက်လျှောက်လာခဲ့တော့တယ်လူကပင်ပန်းအိတ်ကလည်းအိတ်ချင်းကြောက်လန့်စိုးရင်စိတ်ကလည်းကြီးဆိုးဝမ်းနဲ့အကုန်လျက်
ခဏလေးတော့ခြေတွေလက်တွေဘလို့မှမသိနိုင်ဖြစ်ခါငါခဏနာမှဖြစ်မယ်ဒီပုံနဲ့ပြစ်လဲသွားလိမ့်မယ်ငါလဲသွားလို့မဖြစ်ဘူးလဲရင်ပြန်ထားဖို့ရအားရင်ဟာကုန်နေပြီငါခဏနာသိပြီလက်ကနာရီကိုကြည့်လိုက်တော့ည2 နာရီခွဲကျော်ကျော်ရှိပြီငါပြေးခဲ့တာတော်တော်ကြာသွားပြီမနဲ့အာယုံတက်ဖို့ကလည်းတော်တော်လိုသေးတယ်ရွာကလည်းမရောက်နိုင်ဒီနားမှာခဏနာလိုက်လို့ဘာမှမဖြစ်တော့ပါဘူးဒီလိုနဲ့နေရာထိုင်ခင်းကိုတေချာရွေးချယ်ကခြေပြေးလက်ပြထိုင်ချနားနေလိုက်တော့တယ်မောင်ဦးကခြုံထူးထူးအပင်ခက်အုပ်ကြီးငါးကိုရွေးချယ်လိုက်ခြင်းဟာဟိုကောင်ကြီးရုပ်တရက်ဆိုသူ့ကိုမတွေ့အောင်ဆိုတဲ့အကြံကသူ့အတွက်ကံကောင်းခြင်းလားကံဆိုးခြင်းလားမနာလို့မရတော့တာကြောင့်စွတ်တာနားလိုက်ရတယ်စိတ်ကတော့တထင်းထင်းနေဒီလိုနဲ့မျက်လုံးခဏမိတ်အမောဖြေလိုက်တာခဏတွင်းချင်းမှာပဲအိပ်ပျော်သွားတော့တယ်ဘလို့ပဲသတိရှိရှိနဲ့အိပ်ပါတော့လဲအလုံးမောပန်းလုံးတာကြောင့်နာယီနဲ့ချီကအိပ်ပျော်သွားရကတစုံတစ်ခုရဲ့စိတ်တော်မူကြောင့်ချက်သွေးမွေးညင်းများထကရုတ်တရက်လက်နူးလာခဲ့တော့တယ်လာကလည်းလင်းတဲ့လင်းလာပဝင်းရင်ကိုလည်းသိချမြန်လာရပြီမို့အခုမှသူ့မိပြီးနှိမ့်ဆက်ရအပင်ကြီးရဲ့တစ်ဖက်ချမ်းကိုလှည့်ကြည့်မိလိုက်တယ်မပြောရဲ့အပုံလိုက်နဲ့ဓာတ်ရှိတယ်လက်ဟာသွားပြီဒါငါအိတ်ခဲ့တဲ့နေရာပဲမပြောရွက်ဒီဟုတ်တယ်ဟိုမှာငါဒါဆိုငါမိထိုင်နေတာဟိုပင်းပေါ့ဘလို့လို့ငါပြန်ရောက်လာတာလဲတိလျင်ရုတ်တရက်ထပြေးလိုက်ခါမှဘလို့မှလှုပ်မရတော့အောက်ပိုင်းတစ်ခုလုံးပြူစားခံထားရသလိုလှုပ်မရတော့သွားပြီငါတော်တဲ့မျက်စိလဲပြီးအညှို့ခံလိုက်ရသလိုဒီပြန်ရောက်လာတာဆိုင်မြမြကြီးကိုရောက်လာတာငါဒီချိန်တော့ပြီးပြီငါဘဝဆက်သိမ်းပြီပြီးသွားပြီဩဘလောင်းနေတာလောင်းပြီလို့ဘလုံးတဲ့ကလုံးပြီလို့ကိုကျိုးနေရပြီအကျိုးရောက်ရပြီတွေးရင်အပေါ်မှာအတန်တန်ကြားလိုက်တာနဲ့ငေါကြည့်လိုက်တော့ဒီမဲ့ကိုသတ္တဝါကြီးပဲအပေါ်ကနေငုံကြည့်နေတာမောင်ဦးတယောက်ဒီနာနာဘာဝကြီးကိုတွေ့ကစားကားလောက်မကြောက်တော့ပဲစိတ်ကိုထိန်းကငေါတာကြည့်နေမိတော့တယ်ထပြေးဖို့နေသားသားလှုပ်တော့လှုပ်မရမှတော့ဒါဒင်းလက်ချက်ပဲပေါ့ပြုသမျှခံရတော့မဲ့ဘဝပဲရှိစီတော့ဒင်းကိုကြောက်ဟန်မပြပဲရဲကြီးရင်ဆိုင်မဟိငါယောက်ျားလှုပ်ရဲမှတော့ဘာမခံရဲစရာရှိလဲလှုပ်စမ်းမင်းပါလှုပ်မလဲဒါနဲ့မောင်ဦးလဲစိတ်ကိုတင်းကနာနာဘာဝကြီးရှိကိုမောကြည့်လျက်လှုပ်ဆန်းကွာမင်းဘာလုပ်မလဲအဲ့ဒါလို့သာအော်ဟိတ်ပြလိုက်တော့တယ်နာနာဘာဝကြီးလဲမောင်ဦးစီကိုငုံကြည့်တာတပြေးပြေးအပင်းပေါ်ကရှော့ဆင်းသွားလိုက်တော့တယ်